သမီးလှည့်ကြမယ်ကြားတဲ့ပြရတယ်စမယ် ဒါမှမဟုတ်ဖြစ်နေဖော့ပြပုံစံမျိုးလေးကိုလုပ်ထားချက်ဒီလိုမျိုးပုံစံလုပ်ထားရဲ့ချက်အဲ့မှာသမီးကဒီဖော့ပြကိုဖြတ်ပြီးတော့ကြတော့အပေါ်မှာနံပါတ်တွေကတ်ထားတယ်နံပါတ်တွေကို connect ကတ်ထားတယ်ပြီးနံပါတ်တွေ connect ကတ်ထားပြီးဥပမာဆိုရင်cube က5ဆိုရင်သူ့ရဲ့အဖြေကိုမှနှိပ်တာဒီလိုမျိုးနှိပ်လို့ရအောင်ဆိုပြီးလုပ်ထားရဲ့နောက်ကနေပြီးပေါက်ဖောက်ပြီးတော့ကြတော့ပြန်ပြီးတော့ကြတော့ဖော့ပြကိုအရှိထွက်အောင်အရှိပြန်ထွက်အောင်ဆိုပြီးတော့လုပ်ထားရဲ့ချက်နမူနာလေးလုပ်ပြမယ် နမူနာ အဲ့ဒါပြီးတော့လေအဖြေရကြတော့လေဘလို့မိကုန်းကကြဗမာရေးပြီးတော့အဖြေရဘလို့ထွက်လာမှာလဲအဲ့ဒါတိတ်နာမလဲ မဟုတ်လေမေကွန်းကြမေကွန်းအဲ့ဒီမေကွန်းမှာငါကကြီးပေါ့နော်ဖော့ပြအပေါ်မှာငါမေကွန်းကိုကတ်ထားမေကွန်းကိုလည်းကတ်ထားပြီးရင်နောက်ထပ်တစ်ခုမှကျတော့အဖြေနောက်ထပ်တစ်ခုမှကျအဖြေကတ်ထားတယ်အဖြေမေကွန်းရဲ့ကိုကျရောထားတယ်ကွာပြီးရင်အမှကိုယ့်ကို calculate လုပ်ပြီးတော့ကျတော့ဒီမေကွန်းနှိပ်ပြီးဆိုရင်ဒီနောက်ကနေပြီးတော့ကျတော့အဲ့အဖြေကိုကဒီရဲကနေပြီးရွေးပြီးနှိပ်တာအဲ့လိုမျိုးလုပ်ထားနောက်ကနေပြီးတော့ကျတော့ဒီအဖြေရပြီဆိုရင်နောက်ထပ်ပြန်ပြီးတော့ကျတော့ဖော့ပြကိုပြန်ပြီးဖောင်းလို့ရတဲ့မှာပေါက်ဖောက်ထားတယ်ပြောသိဘူး သမီးပြတဲ့သမီးရဲ့ pop ကို teacher လုံးဝမမြင်ရအောင်ဆိုအနီးကအရင်ပြပေးဟုတ်ပြီနော်ဘလို့ဟာလဲဘာလဲဘလို့လုံးမှာလဲအဲ့ဒီဟာကိုတော့မယ် how to use ကိုရှင်းပြ okay လားအခုကသမီးပြတဲ့ဟာအနောက်မှာဒီလိုထောင်သမီးကဒီလိုလက်ကလေးလှဲထားတဲ့ခါကျ teacher မတွေ့ရအောင်မတွေ့ရတော့ဘာတွေမှန်း teacher မမြင်အောင် okay လားအဲ့ဒါနံပါတ်1ဒါပြီနော်teacher ကတော့မတွေ့ရသေးဘူးလောလောဆယ် okay အဲ့တော့ဒါ teacher စီကအရင်ဆုံး question မဟုတ်သေးဘူးเนาะဒါလောလောဆယ်သမီးရှင်းပြတဲ့ဟာ teacher အရင်ဆုံးပြောပြတယ်ဒါပြီးတော့သမီးအခုတစ်ခေါက်ရှင်း teacher ပြန်နားထောင်မယ်ကျန်တဲ့သူတွေလည်းနားထောင်ပြီးတော့မှမေးခွန်းရှိမယ် okay ပြောလိုက်ဒီမှာချက်သမီးကပေါပေပုံစံမျိုးကိုလှုပ်ထားရပေါ့နော်ဥပမာဆိုရင်ဒီမှာသမီးကနှစ်သုံးတက်ကိုနှိမ့်လိုက်ပြီဆိုရင်ဒီအောက်ကအဖြေကရှစ်ဆိုတာအဲ့လိုမျိုးဒီမေကိုနှိမ့်ပြီးရတယ်ကိုယ့်ကိုစဉ်းစားပြီးတော့ဒီထဲကရွေးထားထားရဲနေပြီးအဖြေကိုနှိမ့်ရမှာချက်သမီးကအမြန်လှုပ်လိုက်တာဆိုတော့နည်းနည်းလေးပဲပါပုံမှန်ဆိုရင်ချက်ကိုရောပြီးတော့ဒီဂတ်တူပုံမှာအဲ့လိုကိုဗစ်တွေစီးပြီးတော့じゃအများကြီးလှုပ်ထားမှာချက်လှုပ်ထားပြီးတော့じゃကိုကြိုက်တဲ့မေခွန်းတစ်ခုကိုနှိမ့်လိုက်ပြီးတော့じゃတော့ဒီနောက်ထပ်ရောနေတဲ့အဖြေရနေပြီးတော့じゃတော့အဖြေမှန်ကိုရွေးပြီးတော့ဒီလိုနှိမ့်လိုက်ရမှာချက်ဒီမေခွန်းလုပ်ပြီးဆိုရင်အဖြေမှန်ရွေးပြီးဒီလိုနှိမ့်လိုက်ရမှာသမီးကနမူနာ နှစ်သုံးတက်ဆိုရင်ဒီဘက်မှာသူ့ရဲ့အဖြေကဒီရှစ်ရှိရအဲ့လိုမျိုးနှစ်သုံးတက်ကိုနှိမ့်ပြီးတော့ဒီအဖြေတွေကနေပြီးတော့ရှစ်ကိုဒီလိုရွေးပြီးနှိမ့်ရမှာချက်ရှစ်ကိုနှစ်သုံးတက်လဲနှိပ်ရှစ်လဲနှိပ်အဲ့လိုလားဟုတ်တယ်ချက်ဒါဆိုရင်အဲ့ဒီစက်ကူကအစက်ကူရဲ့အပေါက်နေရာကိုတမီးကဘာလုပ်ထားလဲတစ်ချက်တမီးဂတ်တူကဖောက်ထားရလားတမီးအနောက်ကိုပြဘက်ကိုပြအနောက်ကဒီတိုင်း plain ကြီးချက်plain ဒါဆို pocket ဆိုတော့တမီးကဒိုဖြစ်နေတာအကြွတက်ကြွဆင်အဲ့လိုဖြစ်မှာလို့လားဟုတ်တယ်ဒီချက်အကြွတက်okay အဲ့တော့မေးချင်တဲ့သူရှိလားဘာမေးမလဲမေးပါဟုတ်တယ်သူကနားမလဲတာဒီသူက5ကိုနှိပ်လိုက်ရင်အဖြေကတွက်သူ5ကိုနှိပ်လိုက်ရင်တွက်သူအဖြေကဖောင်းလာအဲ့လိုဒီကိုရေးလိုက်မယ်ဥပမာဆိုရင်နှစ်သုံးအမှနှစ်ကိုရွေးလိုက်မယ်ဆိုရင်အမှမေကိုနှိပ်ပြီးအမှမှာမယ်ကိုဗစ်တွေအများကြီးရှိရတဲ့မှာအပေါ်မှာအဖြေကတ်ထားအဲ့ဖြေတွေကနေပြီးတော့ကြတော့ရွေးလိုက်တဲ့မေကိုနဲ့ကိုက်ညီတဲ့အဖြေကိုနှိပ်ရမှာလीဒီနားလေ okay နားလည်ပြီဆို question ရှိလားquestion ကမရှိပါကျန်တဲ့လူရောမေးတော့မရှိရပါမေးဖို့မေးတာမဟုတ်တစ်ချက်ပြောချင်တာသဘောပေါက်လားအခုသူရှင်းပြလိုက်တဲ့ဟာကိုသူလုံထားတဲ့သူမှာဆိုသူ့ရဲ့ material ဆိုတော့သူ့ရဲ့ပစ္စည်း project မှာပါတဲ့ပစ္စည်းတွေသူရှင်းပြသွားတာအခုသူတို့နားလည်ပြီးသွားပြီနားလည်ပြီးသွားတဲ့အခါကျတော့ကိုယ်အနေနဲ့စဉ်းစားသူ့ရဲ့လုပ်ထားတဲ့ design ပဲဖြစ်သူလုပ်ထားတဲ့ဟာကိုအခုဆိုသူလုပ်ထားတဲ့ဘာခေါ်လဲသူ့ရဲ့ဟာကိုကလေးနေနဲ့တောင်းနေနဲ့ဆိုရင်ရှင်းလင်းဖြစ်မလားဒွိဟာဖြစ်မလားဝေဝါးနေမလားဘယ်လိုဖြစ်နိုင်မလဲထင်တယ်ဝေဝါးနေမယ်လို့ကျွန်တော်တို့ဆိုမိကုန်းကိုတစ်ချမ်းနဲ့မထားတာဘူးအဖြေနဲ့မိကုန်းကရောနေရလေမိကုန်းတစ်ချမ်းဆိုမိကုန်းတစ်ချမ်းမထားဘဲနဲ့မိကုန်းနဲ့ဖြေနေရောနေရဆိုတော့ကလေးကအဲ့လိုမျိုးဖြေရကကြရင်သူကအဲ့လိုမျိုးလဲသွားဖြေတဲ့ခါကျရင်လဲသွားမယ်โอเคဒါတယောက်
okay ဒါ point out လုပ်တယ်လို့ခေါ်တယ်နော် okay ကျန်တဲ့သူအောင်ဘာပြောချင်လဲ အဲ့ချက်ဒါလည်းနားမလည်ဘူးထင်တယ်လေဘာလို့နားမလည်လာဘူးထင်တယ်ချက်ကလေးရလေချက်ဘာလို့လဲဆိုတော့သူကပြောရရင်နည်းနည်းရောနေဗျာအန်ဆာကိုရှာပြီးတော့ဟိုလောက်တာဆိုတော့လေ okay ကိုအပြင်မှာ calculator နဲ့ရှာမရှာရင်မှအဖြေကိုနှိပ်ရမှာဆိုတော့သူကအဖြေမပြဘူးဗျာ ဒီကသမီးကစိတ်တွေနဲ့သုံးချင်တော့အဲ့လိုရောလိုက်ရခါခွေး okay ကျန်တဲ့သူအောင်ဘာပြောချင်နေလဲ သမီးလည်းသမီးထင်တာလည်းဟုတ်တယ်သမီးကလေးဆိုရင်နားလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အခုသူလောက်ထားတဲ့ဟာမှာသူကအဖြေတမ်းမပါတော့ကလေးဆိုလို့ရှိရင်ဒီအခုဒီ cube တမိုင်ပိုင်းနားမလည်တွေရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒါအဖြေတမ်းမပါတော့အဲ့ဒါကိုမရှာတတ်တဲ့တွေရှိရင်သူတို့တက်ပို့ရှုပ်သွားလိမ့်မယ် okay အဲ့ဒါကိုချူချူကလက်ခံတာ ဟုတ် တကယ်ချင်းနေအခု point out လုပ်လိုက်တာအချက်အားလုံးဒီတစ်ခုပဲရှိတယ်ဘုံအားလုံးကတူတယ်တကယ်ချင်းဘာလို့နားလိုက်လဲဘယ်လိုနားလိုက်လဲတကယ်ချင်းနေထောက်ပြတဲ့အရာဘယ်လိုလုပ်နားလိုက်လဲ သူတို့ကဒီမေကွန်းပြပြီဆိုရင်အဖြေတစ်ခါသူတို့ကမေကွန်းပြပြီဆိုရင်အဖြေကိုတစ်ခါလိုက်စီချင်တာအဲ့လိုသမီးလောက်လိုက်တာကြတော့မေကွန်းကိုပေးထားပြီးတော့ကြတော့ဒီသူတို့ဘာသာသူတို့သမီးကစဉ်းစားပြီးတော့ကြတော့လောက်ဆိုပြီးတော့သမီးကအဲ့လိုပုံစံလုပ်လိုက်ကြအောင်ပါသူတို့ကကြတော့ဒီမေကွန်းပြပြီးရင်ချက်ချင်းအဖြေပြတာသူတို့ကပြောချင် ဟုတ်ပြီအဲ့တော့အားလုံးထောက်လိုက်တာအဲ့ဒါထောက်လိုက်သဘောပေါက်လားကိုယ့်ကိုသူများ point out လုပ်တာဒီပြောတဲ့ပုံစံချင်းမတူတာပဲကွာမယ်တပြိုင်တည်းမဆိုတော့2 3ဓာတ်ကိုနှိပ်လိုက်တယ်ဆိုအဲ့ဒီကနေထွက်လာမယ့်အရာတွေ10ပဲဖြစ်ရမယ်ဒီဟာကိုနှိပ်ရင်ဒီဟာပဲထွက်ရမယ်သဘောတရားကိုကသဘောပေါက်လား9 3ဓာတ်ကိုနှိပ်လိုက်ရင်ထွက်လာတဲ့အဖြေဒီသူ့ကိုနှိပ်တဲ့အချိန်မှာဒီနားနေထွက်ရင်ထွက်မထွက်ရင်သူ့ကိုနှိပ်လိုက်ရင်သူ့အဖြေကိုအဲ့ဒီကနေတိုက်ရိုက်ပဲဖြစ်ရမယ်သဘောတရားအဲ့ဒီတော့မှဘာဖြစ်မှာလဲဒီကလေးကမှ9 3ဓာတ်ဟာဘာဖြစ်တယ်2 3ဓာတ်ကဘာဖြစ်တယ်4 3ဓာတ်ကဘာဖြစ်လဲတန်းသိမှာဒီဟာကြီးကိုအခုသမီးပုံစံဘယ်လိုဖြစ်သွားလဲဆိုတော့ multiple choice ကိုဖြစ်သွားတယ်ဒီအဖြေကဒီမှာဒီဘက်ဒီမှာမေးခွန်းကဒီမှာရှိတယ်အဖြေတွေကဒီထဲမှာအကုန်လုံးပါနေမှာပေါ့ရှစ်အတွက်အစရှိတယ်ခုနကလို့အစရှိတယ်အဖြေတွေရှိနေမယ်ဆိုတော့ဒါကြီးကိုကိုကယူပြီးတွက်နှိမ့်မယ်ဆိုတော့တပြိုင်တည်းထဲမှာဒီကလေးက2 3ဓာတ်ကိုသိချင်မှသိမှာလေဘောပါခုနကလို့2 3ဓာတ်ကိုမသိတဲ့ကလေးကြရင်တော့နှိမ့်လိုက်တာနဲ့တပြိုင်တည်းထဲပေါ်တော့မှအော်2 3ဓာတ်ဟာရှစ်ပါလားအဲ့လိုဖြစ်သဘောပေါက်လားရပြီနော်ပြောချင်တာကလိုရင်းဒီပါလဲအားလုံးထောက်လိုက်တာဒီတစ်ခုပဲရှိတယ်အမေးနဲ့အဖြေနဲ့ကိုအတူတူတွဲထားမှာပါလေဘာဖြစ်ရပြီနော်အဲ့တော့လောက်ထားတာအဲ့တော့ဒီချက်အနေနဲ့ပြောမယ်ဆိုရင်အဲ့တော့လောက်ထားတာကောင်းတယ် idea စမ်းတယ်ဟုတ်ပြီနော် profit ဆိုတာလူတိုင်းစိတ်ဝင်စားတဲ့အရာကလေးတွေမှာအကုန်လုံးကအခုချိန်မှာလူတိုင်းဒီ profit ကိုအရင်သုံးတယ်ကောင်းတယ်စိတ်ကူးထားတာလေးလည်းကောင်းတယ်လှုပ်ထားတာလည်းမကောင်းတော့မဟုတ်ကောင်းတယ်ဒါပေမဲ့အားလုံးဒီပဲဖြစ်တယ်အားနဲ့ချက်ဆိုတာလည်းရှိတယ် train ချက်ဆိုတာလူတိုင်းမှာရှိတယ်ဘယ်သူမှတော့ normal is perfect ဟုတ်ပြီနော်ပထမဆုံးချိန်မှာဘယ်သူမှတော့ perfect တော့ဖြစ်ချင်မှာဖြစ်တယ်ဟုတ်ပြီအဓိကလိုရင်ကပါလေဒီအောင်နှိပ်လိုက်လို့ရှိရင်သူ့နဲ့သူ့အဖေနဲ့အတူတူတွဲရက်ပါမှသာဖြစ်တယ်ကြည့်တဲ့သူအတွက်သုံးတဲ့သူအတွက်ဘာဖြစ်မှာလဲနားမလဲတဲ့သူကလည်းအဲ့ဒါလုံးလိုက်ကြည့်လောက်ပါများကစားလိုက်တယ်ပေါ်တဲ့ပိုစိတ်ဝင်စားတယ်လေအရှင်လေးတွေဖြစ်နေတယ်ပစ္စည်းလေးတွေပို့လိုက်တယ်ဆိုတော့ဟုတ်တယ်နော်ဒါဆိုရင်အဲ့တော့မှကလေးကဘာဖြစ်မှာလဲပိုစိတ်ဝင်စားမယ်ဟောဒါလေးကဒါရတယ်ဒါလေးကဒါရတယ်ဒါလေးကဒါရတယ်ဆိုရင်တစ်ခါနဲ့တည်းခုနလိုအဖြေရောမေးခွန်းက debate ထဲရတယ်ဆိုရင်အဆင်ပြေမယ်အဲ့တော့ဒီချက်ကတော့ idea ကိုအရင်သဘောကျတယ်ရပြီနော်ဟုတ်ရပြီနော် okay ဒါဆိုရင်သမီးဟာဒီလိုမျိုးဒီမှာကြတော့ဟိုမှာဒီအဝိုင်းထဲမှာကြတော့1 square ကို2 square ကို3 square ရှိရဘေးမှာကြတော့အဲ့မှာဘေးကွက်ဒီမှာကြတော့အဖြေရှိရအဲ့ဒါကိုဒီမျိုးအဲ့ဒါကိုတုံးမယ်ဆိုလို့ရှိရင်ဒီကအမားကိုဒီမျိုးထည့်တာမှာအဲ့ဒါကိုမှပြန်လှည့်ပြီးတော့မှဒီမျိုးတွက်ပြီးတော့မှ2 square ကို2 square ဆိုလို့ရှိရင်4ဆိုလို့ရှိရင်အဲ့2 square ကို4နောက်မှာရွှေ့ရမှာအဲ့လိုမျိုး okay we want to ask question မေးနော် question no question မရှိဘူးပြောလားမဒါ ဟုတ်မရှိပါဟုတ် okay ကျန်တဲ့သူအောင် ပြပါဦးရှင် ဘူးမရှိတော့လားမေးစရာလည်းမရှိတော့လား ဟုတ်
Okay ရှင်းလား ရှင်းတော့ရှင်းဒါပေမဲ့ဟိုဟာဆိုရင်နားမလည်လာလိုက်ဘူးဖြစ် ဘယ်ဟာဆိုနားမလဲမေကလေးကဆိုပြီးလေ မို့ချက်တားပြောနေတာကကလေးတွေပါလို့ချက်ချင်းတန်းပြီးတော့မတီးလောက်လို့ထင်တယ်ဒီချက်ဘာဖြစ်လို့လဲဆိုတော့ तू ကလိုက်လှည့်ရတာဒီပြီးတော့တခုကကြောင့်ဟိုကလိုက်တဲ့ရချက် तू ကအတက်ရေးတာကိုရစောင်းနေတယ်ဆိုကလေးကမှဟိုဘယ်တက်လဲတဲ့လိုက်ဆိုင်နေမှာအဖြစ်မှတီးသွား ပြလေး ချက်တာမမေးဘူးချက်တာပြောတယ် ဟို तू ကတော့မသိဘူးကတားချင်တာကတော့ तू ကဟိုလိုက်တဲ့ရင်းနဲ့လို့တဲ့ဟိုလို့ရမလဲဖြောင်းမြင့်လို့ဘာလို့ဖြစ်တာဟိုဗျာအဖေကိုလိုက်တဲ့ရင်းနဲ့ချိန်တန်းတီးချင်လာလား မေးနေတယ်ဖြေ မို့ သူကနားမလည်ဘူးသူ ဟုတ်တယ်ပြောချင်တာချက် နား ဒီ မလ မှာ ည်နေ အဲ့မှာမြူ ဒါ ဇီ ပြောချ ယ င် မ် တာအနောက်ကဟာအတက်ထားတယ်ဗျာအတက်ကဟာအနောက်ဟာအတက်ထားပြီးတော့အနောက်ကဟာဖြောင်းမြင့်ဖြစ်နေလေအတက်ကိုလိုက်ထားရင်းနဲ့အဖေပါအမှတဲ့သွားမှာ မြေစုတွေသမီးရဲ့ကပ်ပြားလေးပြ သူပြောတာတကယ်နားမလည်တာဘယ်နောက်ကဟာ ဟို ပြော လေ လဲ ရှေ့ဟိုလေအနောက်ကအဖေကိုအတက်ထား အဖြစ် အဖေကိုအတက်ထား တဲ့လေ အတက်ထားပြီးတော့ဟိုအပေါ်ကဟာကိုလှည့်လိုက် လှည့်လိုက် အလှည့်လိုက်အမမညီတော့ဘူးလေအမသုံးနေပါရီရတယ်လို့နေဖြစ်တည်သွား ဘာမှမြေစုတွေသမီးရတစ်ချက်ပြ तू point out လောက်တဲ့ဟာတစ်ချက်ကြည့်မယ်အဲ့တော့အရင်ဆုံးသမီးတစ်ခုနမူနာဆန်တယ်တစ်ခုကိုသမီးသေချာတုံးပြပါ ဟုတ်ဒီမှာ 4 square ဆိုရင်16ရတယ်အဲ့လိုမျိုးလှည့်လိုက်တာဒီ န မှာ ည်းနည်းဖြည်းဖြည်းရှင်းနေပါသမီးဖြည်းဖြည်းရှင်းနေပါ okay 4 square ဆိုရင်16အခု4 square နဲ့25နဲ့ဦးတိုက်မယ်နော် 4 square နဲ့ 4 square 16 ဆို16 okay ကဲအခုဘာပြောစရာရှိလဲဆုံးလား तू ပြောချင်တာပါလေအခုဒီမှာတဲ့နေပြီမတဲ့ဘူးဆိုတာ လှည့်လိုက်မတက်ဘူး okay လှည့်လိုက်သမီးလှည့်လိုက် ဘယ်လှည့်ရမ န လဲ ည်းလေး နောက်တစ်ခုထပ်နဲ့ကြည့်တဲ့ဖြည်းဖြည်းလေးလှည့်တဲ့ ဘာလို့လှည့်လိုက်ဒီချက်တစ်တို့ဘာတော့နည်းနည်းစောင်းသွားလေဒီချက် okay အဲ့ဒါကလေးကစောင်းနေတဲ့ထင်ပြီးတော့လိုက်လှည့်မယ်ဗျာလှည့်နဲ့အမတစ်တို့ဘာတော့နေရာတက်ရောက်သွားတယ်အမအဖေမှန်တော့တိသွားဗျာ automatic ပြီးပါလေဒီလိုမျိုးလှည့်လို့ရှိရင်ဒီလိုမျိုးဆိုရင်နှစ်ကအတဲ့ရှိရလေ အဲ့လိုမျိုးနှစ်အတဲ့ရှိနေတဲ့အချိန်မှာသမီးကလှည့်ဟိုကျန်တဲ့ခဏန်းတွေကိုအဖြေလုပ်ဖို့အတွက်လှည့်လို့ရှိရင်သမီးလှည့်လိုက်လို့အဖြေမသိခင်မှာရောထားတဲ့အချိန်မှာသမီးလှည့်လို့ရှိရင်တစ်တစ်ဆိုလို့ရှိရင်ဒီမျိုးအရင်တော့စစရင်ထားတော့လို့တဲ့မပြည့်ပဲနဲ့အဲ့လိုမျိုးအောက်ဒီပါရောက်သွားတယ်တစ်ကအဲ့လိုမျိုးကြောက်ထိုးဖြစ်သွားတာလေအဲ့ဒါဆိုလို့ရှိရင်ကလေးကမရှင်းဘူးရဲ့သွားလို့ပြောချင်တာ ကလေးကတွေ့တော့အမတစ်ကပြောင်းလဲဖြစ်နေပါလားဆိုအတက်လိုက်လို့ရင်းနဲ့အမတစ်လဲတဲ့သွားအဖေအကုန်မှန်တဲ့သူ့နေရာသူရောက်သွား အဲ့ဒါဆိုပြီးပြီလေ ပြီးသွားရင်ရပြီလေအဲ့မှာအဖြေအကုန်လုံးကကနန်းတစ်ခုရှာရတာနဲ့အဖြေအကုန်လုံးကခွက်တိကြပါပါလေ ဟုတ်တယ်လေအဲ့ဒါပြောချင် အဲ့လိုမျိုးခွက်တိကြပါလို့ရှိရင်ကလေးက ဖြစ်တာကတက်လိုက်တဲ့ရင်းနဲ့အဖေတိသွားတာလေ အေးလေ ဟုတ်လေအဖြေသိအဲ့လိုသိစေချင်တာလေ အဲ့လိုတိတိကျကျလားလို့တားမိတာရ တခြားသူပါအောင်ဘာဖြစ်ဆွတ်ချင်လဲဘာပြောချင်လဲတငယ်ချင်းလောက်ထားတဲ့အပေါ်မှာဘာလေးဘယ်လိုလေးဆိုပိုကောင်းမယ်လို့ယူဆလဲအခုသူ့ရဲ့ idea လေးကိုသူများကိုကွာ သားပဲ ကောင်းတယ်မကောင်းတာအဲ့ဒါကြီးလည်းပြောတတ်ရတယ်နော်ဟုတ်ပြီနော်ဘယ်လိုမျိုးလေး idea ရှိတယ်ဘယ်လိုလေးဖြစ်တယ်ဘာလေးတော့ဖြစ်တယ်အဲ့လိုအရာတွေပြောပြတတ်ရတယ် okay very good very perfect ပို့ပြီးတော့ကောင်းစေချင်တယ်ဆိုရင်ဘယ်လိုမျိုးဆိုပိုကောင်းမလဲ okay အဲ့တော့ဘယ်လိုမျိုးဆိုရင်ပိုကောင်းမယ်လို့ထင်လဲ ပြတာတော့အဖေအောင်နေစားဟိုကလာဖူးပြကလာလေး အချိန်မရတော့ ကလာဖူးမို့တာကိုကောင်းချင်ပြောကလာဖူးဖြစ်ပူပြီးတော့ဖိုက်မယ်ထင်တယ် okay ပါကျန်တဲ့လူအောင်ချူချူတို့တမူးနေလီတို့ အဖေ သမီးကဒီခဏန်းကြီးပို့ပြီးတော့ရှင်းအောင်ရေးနေတယ်အခုကသမီးကြည့်ရတယ်မရှင်းဘူးဖြစ် ကနန်းမရှင်းဆိုတာလက်ရေးလက်သားမရှင်းတာပြောချင်တာလားဘာမရှင်းတာ မဟုတ်ဒီအခုနဟိုပါလေအဲ့ဒီ4 square ဆိုလို့ရှိရင်42နဲ့တူအဲ့ဒီဟာ อ๋อโอเค အဲ့လိုမျိုးပြောတာ โอเคမြေစုသင်တွေ့လား ဟုတ် ချက်တွေ့ကြဟိုဒီသမီး သမီးကလည်းတူပါ YouTube ပေါ်မှာတွေ့သူတွေအဲ့လို Spanish ဟောင်းဒီအဲ့ဒီလှည့်တဲ့ဟောင်းမှာဒီချက်ဘေးကုန်းပြရင်ချက်ချင်းအဖြေတန်းပြတာဒီချက်ချင်းအဲ့အဖြေနောက်က
ဒီလှဲ့တဲ့ဟာနေအဖြေတန်းကြအဲ့လိုမျိုးလုပ်ရင်ပိုရှင်းမယ်စီပြီးတော့လေရေးရတယ်နည်းနည်းဟို 4 square က42အဲ့လိုဖြစ်နေလို့ Okay ဝင်းကြီးလည်း အချိန် မ မ ဟုတ် ရ လား ဘူးရတဲ့အချိန်မှာရေးလိုက်တာပါ Okay Okay ကဲရပြီလားကျန်တဲ့သူဘာပြောချင်သေးလဲအဘတ်တာပို့ပြီးတော့ကောင်းတဲ့အကြံပြုချက်လေးလို့ချင်တယ်ဆိုရင်ဘာလို့ပေးကြမလဲခုနတယောက်ကပြောတယ် colorful ဖြစ်တယ်ဆိုရင်ပို့ပြီးစိတ်ဝင်စားမယ်နောက်ကလက်ရေးလက်သားလေးသတိထားလိုက်ရင်ပို့ပြီးတော့အဆင်ပြေမယ်လို့ပြောတယ်ဟုတ်ပြီနော် Okay ကဲအဲ့တော့တစ်ချက်စီပြောမယ်နော်တမီရဲ့ဟာလေးတစ်ချက်လေးအပေါ်မှာပြထားလိုက်ပြောမယ်ဆိုလို့ရှိရင်တော့ idea လေးကအဆင်ပြေတယ်ဟုတ်ပြီနော်သူကရိုးရိုးရှင်းရှင်းလေးပဲ1 square ဒီ1အခုနလိုပြောချင်တာတူတူပဲအခုကကြတော့နည်းနည်း very simple ဖြစ်နေရိုးရှင်းလုံးလိုက်တာပေါ့ခုနလို color လေးတွေနဲ့ဆိုလို့ရှိရင်ကြည့်ရတဲ့သူကဘာဖြစ်လဲကွက်ကွက်ကွင်းကွင်းထင်ထင်ရှားရှားဖြစ်တာပေါ့ဟုတ်ပြီနော်သူတို့ပြောတော့အဖြူတွေနဲ့ပဲလောက်ထားတဲ့ခါကျတော့ပါတင်ပြားပေါ်မှာအဖြူနဲ့တကြတော့ color ရဲ့သဘောသွားတာတိတ်ပြီးတော့ attractive မဖြစ်ဘူးသဘောပေါက်လား color အယောင်အဆက်ဟတ်ကြအစင်မပြေတာတစ်ချက်ပြောသဘောပေါက်လား color ကပါတင်ပြားအယောင်နဲ့အဖြူအယောင်နဲ့ကတိတ်အစင်မပြေဘူးကြည့်ရတာ matching ဟိုအဆင်မပြေအဲ့ဒါကြောင့်လည်းအဆင်မပြေတာပုံမှန်ကအဆင်ပြေတယ်နောက်တစ်ခုပြောချင်တာကတမီးကဘာနဲ့ဆွဲထားလဲအဲ့ဒါကိုအဖြူ line တွေကိုပေတံနဲ့လားအပေါ်ကစဝိုင်းအပြီးမှာတော့ပေတံနဲ့တွေ့လေအောက်ကကပ်ပြားမှာလားကပ်ပြားမှာမလုံဖဲနဲ့ဘာတွေနဲ့ဆိုလက်တွေနဲ့ဆွဲချထားတာလား မဟုတ်ချင်သမီးအမှန်လေးပေးရတဲ့ဆိုရဲကျွန်မလက်တွေတောက်နေလို့ နော်အဲ့ဒါတော်တော်အဆင်မပြေဘူးသဘောပေါက်လား तू ကလေအတင်းဆောင်မခံဘူးအရှင်းကစာကအသေးလေးဟာအဆင်ပြေတယ်ဘာလို့ဆိုတော့ပေရန်နဲ့အညီညီမများဖြစ်တဲ့ကြောင့်မို့ကြည့်လိုက်တာနဲ့ तू ကအဆင်ပြေတယ်အနောက်ကကျတော့အကုန်လုံးတွတ်ဆင်ပြတဲ့ခါကျအခုနကဟိုကလေးထောက်တာအဲ့ဒါကိုထောက်တာလှည့်တဲ့ခါကျလို့ရှိရင် तू ကချော်ထွက်သွားနိုင်တယ်ချော်တယ်ဆိုတာလေပြတဲ့ဟာက1 square ဟာ1ကိုမပြဘဲနဲ့ဘေးကိုကာထွက်သွားတာဟာရှိတယ်သဘောပေါက်လားအဲ့တော့ဒီလို spin လုပ်မယ်ဆိုလို့ရှိရင်နံပါတ်1ချက်ကဘာလားဆိုစက်ဝိုင်းခန့်ကိုကြည့်မှရတယ်ဘောပါလားစက်ဝိုင်းမှာအခုကိုကဘယ်လောက်ယူထားလဲ60ယူထားလဲဆိုဘယ်လောက်ဒီဂရီဖြတ်မလဲအဲ့ဒီဒီဂရီနဲ့တမီတို့ဖြတ်တော့မှတမီတို့စာကဒီလှလှပပထွက်လာတယ်သဘောပေါက်လားအောက်ကဘုတ်ပြားကိုရောအလဲမှာစာကနဲ့နှစ်ခုထပ်မှာမလားအဲ့ဒီစာကနှစ်ခုထပ်အဲ့ဒီစာကအတွက်ဒီစက်ဝိုင်းပြောတော့360ကနေတမီဘယ်လောက်ထွက်မလဲ8စိတ်ထွက်မလား8စိတ်ဆို1ဒီဂရီတစ်စိတ်ကိုဘယ်လောက်ဒီဂရီရှိမလဲသဘောပေါက်လားအဲ့လိုမျိုးနဲ့တမီတို့သွားမှာအဆင်ပြေအဲ့ဒါဆိုရင်အဆင်ပြေလိမ့်မယ်ရပြီနော်နောက်တစ်ခုကဒါကတော့ပြလိုက်တာမှန်တယ်ပေါ့နော်တခုရှိအကယ်လို့ဒီလိုမျိုးထားခြင်းလဲဆိုရင်ကိုလုံးနေတဲ့အကြောင်းအရာခေါင်းစဉ်နာမည်လေးပေးဖို့လို့ခုနကချူချူဟာနာမည်ပါတယ်ဟုတ်လား cube လောက်တယ်ဆိုရင် cube နာမည်တက်ထားတယ်အခုတမီးဆိုရင် square လောက်မှလူတိုင်းတော့သိတာပေါ့ဒါပေမဲ့ဘာလို့ဖို့လဲနာမည်တက်လိုက်ရင်ပို့ပြီးတော့ perfect ဖြစ်လိမ့်မယ်အခုအရှိမမျက်နှာစာမှာတက်စရာနေရာမရှိဘူးဆိုရင်ကြောဘက်မှာပဲဖြစ်ဘောပါလားဒါဆိုဘာကိုလောက်ထားရလဲမ square number ဆို square number ပေါ့ရမယ်နော်အဲ့ဒါမျိုးဆိုရင်တော့ပို့အဆင်ပြေတယ်ရပြီနော်အခုနောက်တော့ကာလာလေးတွေပါလေးဆိုတော့ပူမြန်သွားတာပေါ့ဒါပါပဲရပြီနော်โอเคအဲ့ကောင်းတယ်နော်ဒါပဲပြောပါကြိုက်တယ်โอเคဒီမှာတမီပတ်ဆိုင်ပုံကကြတော့ကက်ကူလိုက်တာပုံမျိုးလို့ခဏမပြောဘူးကြပြီပါ ရပြီโอเคကက်ကူလိုက်တာပုံမျိုးလို့ဆိုတာဒီအပေါ်ကအပေါက်ကနေကြတော့ square root ရ cube ရထည့်လိုက်လို့ရှိရင်ဒီအောက်ကအပေါက်ကကြတော့ခုန square root ထည့်လိုက်လို့ရှိရင်အဲ့ဒီနံပါတ်ရ square root ကအောက်ကနေထွက်လာတယ်ပြီးတော့အပေါ်ဥပမာအခုဒီ square root of 729ကိုဒီအခုဒီရှာနေနေဆိုဒီရဲ့ကိုထည့်လိုက်လို့ရှိရင်ဒီအောက်ကနေထွက်လာတာ27ထွက်လာတယ်โอเคနေကြမပြောပါ အ ဘူး ထဲထဲမှာဘလို့လောက် ဖိ တာ တ်ပြီးတွေ့ပြီး အ ွား ထဲထဲမှာ ဘလို့ထွက်လာလဲရောင်းမြန်ထွက်လာလား ဘလို့လောက်တာလဲစဉ်းစားလို့မရ ဘယ်လိုလောက်ထားလဲဆိုတော့ မောက်ကိုပြလိုက်လေဘယ်လိုလုပ်ထားလဲ ဒီမှာလောက်ထားတာဒီမှာအထဲမှာကြာဟိုကဆေးဘူးနဲ့လောက်ထားတာဆေးဘူးနဲ့လောက်ထားတာဆေးဘူးကအရှင်းမှာအဲ့ဒီဆေးဘူးရဲ့အထဲကထိတ်ကအဖုံးပိတ်တဲ့ဟာကိုတစ်ဖက်ကိုဖြတ်ပြီးတော့အဲ့ဒီအထဲကဟာပြန်ဖြတ်ပြီးတော့မှအပေါက်နှစ်ဖောက်ရင်ဖောက်တယ်ပြီးတော့မှအဲ့ဒီအထဲမှာဒီအဲ့ဒီဟာနဲ့တိုင်းပြီးတော့အထဲမှာစာရွက်တရက်ကိုဒီအပေါက်ဒီအောက်ကအပေါက်ရဲ့အောက်ကအပေါက်နဲ့နာမပိတ်အပေါက်ကိုမပိတ်ထားဘူးဒါပေမဲ့ဒီအပေါက်ရဲ့ဒီအောက်လိုင်းနဲ့ကွက်တီအောက်ကအနောက်ကစာရွက်ကိုအထဲမှာထည့်ထားတဲ့ဒီအဲ့ဒီပန်းရောက်စားကိုအဲ့ဒီအနောက်ကဟာနဲ့တိုင်ပြီးတော့ကွက်တိလောက်ထားဘာဖြစ်လို့လဲဆိုတော့အခုဒီနံပါတ်ထည့်လိုက်လို့ရှိရင်အဲ့ဒီပန်းရောက်စားနဲ့တိုက်ပြီးတော့နံပါတ်ဒီကက်ကဒီမှာအရှင်းမှာကျရင်ဒီမှာစိအရှင်းနဲ့အနောက်နဲ့ပြောင်းပြန်လာလို့ကတ်ထည့်လိုက်လို့ရှိရင်အနောက်ကိုပြောင်းပြန်လဲပြီးတော့တိုက်ပြီးထွက်အောင်လုပ်ထားဒီဂုံးလျှော်လေးနဲ့ထည့်ထားတာအလျှော်လေးနဲ့ဟုတ်တယ်အဲ့တော့မှဒီလိုလျှော်ကြပါမှာကက်ကဟုတ်လားဟုတ်တယ်ဒီလိုလှမ်းပြီးတော့ကြာပါမှာ
ဒီလိုမျိုးအ short slide လေးလုပ်ထားတာဒီလိုမျိုးလေး ဟုတ်တယ် လုပ်ထားတာဟုတ်လားဒီဘက်ကထည့်လိုက်ရင်ဒီဘက်အပေါက်ကထည့်လိုက်ရင်ဒီဘက်ပေါက်ကနေအောက်ကနေပြောင်းပြန်ထွက်သွားမှာသူက ဟုတ်တယ် ချန်နယ်သူကိုမေးကြည့်ပါတော့ကိုပါမေးစရာရှိတယ် မရှိတော့ပါ ရှိဦးတရှင် โอเคအကြံပြုရတာပါရှိတယ် အမမရှိပါဘူးတရှင် ရှိပါ very good โอเคအဲ့တော့မျက်နှာစာလေးတစ်ချက်ပြဒီချက်ကိုမျက်နှာ ရေးတာ square root and cube လို့ရေးတာ โอเคအဲ့တော့သူကကြတော့โอเคတိုက်တက်ပါတယ်အဆင်ပြေပါတယ်သူကသူဒီဘက်ကတစ်ခုထည့်လိုက်ရင်နှစ်မျိုးလုံးပါသွားတာပေါ့ square root လည်းပါတယ် cube root လည်းပါတယ်ဟုတ်လား square နဲ့ cube လား ဟုတ်တယ်ဒီမှာ square root ရဲ့ cube ရဲ့ ကပ်ပြားလေးတွေကပ်ပြားတစ်ခုထဲမှာပဲမေးခွန်းအဖြေရောတစ်ခါတည်းထည့်လိုက်တာအမေးခွန်းဘက်ကနေထည့်လိုက်ရင်ဒီဘက်ကနေသူကအဖြေလေးနဲ့ထွက်သွားဟုတ်ပါလားဒါပေမဲ့ဆိုတော့မဆို idea တော့နော်ကြောင်းပြန်ထွက်မှာဟာစဉ်းစားတယ်နော်ဒီလို short တဲ့နေရာမှာ okay အဆင်ပြေပါတယ် idea လေးလည်းစမ်းတယ်နော်မဆိုအဖြေလည်းတန်းပါတယ်အဲ့ဒါလေးဆိုဒါပေမဲ့တစ်ခုသိချင်တာဘာဖြစ်လို့အရှိမအဲ့ calculator ကိုပတ်ထည့်တာတက်လားလှဖို့လားဘာအတွက်လဲ calculator ဆိုတဲ့ sign လေးတွေတက်လှ ဒီလိုပဲထည့်တာ ဟမ် ဟုတ်တယ် အဲ့တော့ ဒီက plain ထည့်တယ် plain ဆိုရင်မလှဘူး okay အဲ့ဒီဟာလေးပဲတစ်ချက်ပြန်ပြနော်အဲ့ဒီမျက်နှာစာပဲပြန်ပြအဲ့ဒါလေးပဲနည်းနည်းပြောစရာရှိတယ်နော်အဆင်ပြေပါတယ် idea လေးလည်းစမ်းတယ်ဟလာဒီတစ်ခုရှိတာပေါ့နော်အဲ့ဒီလို calculator တော့တမီးကတော့ဒါလှပြောမယ်ဆိုနည်းနည်းအလှပဘက်ကိုနည်းနည်းသွားတာပေါ့လှကျင်လို့အဲ့လိုထည့်လိုက်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ topic ကိုအမှန်တကယ်ဆိုလို့ရှိရင်တော့ပိုကောင်းတဲ့ဟာပြောအခုလည်းကောင်းပါတယ် idea လေးလည်းစမ်းတယ်ခုနလိုကြောင်းမြန်လေးထွက်တဲ့ဟာလေးလည်းအဆင်ပြေတယ်စမ်းလဲစမ်းတယ်အဖြေလည်းတန်းရတယ်ဖြစ်တဲ့ပို့ပြီးတော့ကောင်းတဲ့ဟာလေးပြောချင်တယ်ခေါင်းစည်း title ကိုအကြီးတက်လိုက်ရင်ဘာလဲဆိုတာကိုမြင်တယ်သဘောပေါက်ပါမလားနော်ကြည့်လိုက်တာလည်းဒါလေးကဘာလေးလဲပေါ့ဥပမာကိုက machine လို့တစ်ခုဖြစ်နေတယ်ဆိုလို့ရှိရင် machine လို့ပုံစံမျိုးဖြစ်တယ်ဆိုရင် title ကိုအကြီးတက်လိုက်တယ်ဆိုရင်ဒါလေးကဘာလုပ်နေတဲ့ဟာလဲဆိုတာမြင်မယ်နောက်တစ်ခုကသမီးမှာအပေါ်ကအပေါက်ဖောက်ထားတဲ့ဟာရဲ့အောက်ကအပေါက်ဖောက်ထားတဲ့ဟာနော်ဒီလိုမျိုးလေးလုပ်လိုက်မယ်ဆိုရင်ဥပမာဒီမှာဆိုတော့သမီးဒီမှာအပေါက်ဖောက်ထားတယ်ဒီမှာလည်းအပေါက်ဖောက်ထားတယ်ဆိုအဲ့ဒီဘေးသားလေးတွေကို lining လေးတွေမှာဥပမာကို color လေးမတူတဲ့ color လေးတွေနဲ့ဆိုဘာဖြစ်သွားမှာလဲဒီဟာဒီဘက်ကနေဝင်တယ်ဒီဘက်ကနေထွက်တယ်ဆိုတဲ့ဟာလေးမှာ color ဆို color လေးနဲ့ပေါ့သဘောပေါက်လားအဲ့လိုမျိုးလေးဆိုပို့ပြီးတော့ကြွတက်သွားသဘောပေါက်လားပြောချင်တာသိလားမသိဘူး ဟုတ်ဟုတ် ဘောပေါက်လားခြေပြောသိလားအခုသူလောက်ထားလားမလောက်ထားလားမတွေ့ရအောင်နော်အဲ့လိုမျိုးလေးဆိုဘာလို့ အောက်ကကတော့အဲ့လိုအပြောင်လေးလုပ်ထားပုံမှာတော့မပါ အဲ့လိုမျိုးလေးလုပ်လိုက်မယ်ဆိုပြောချင်တာအနာသက်ကလေးတွေကိုကာလာတစ်ခုထည့်ပေးလိုက်မယ်ဆိုရင်ရှင်းရှင်းလင်းလင်းဒီကနေပစ္စည်းတစ်ခုကဒီကနေ import ဒီကနေ output အဲ့လိုမျိုးလေးဒီကနေထွက်လာမယ်ဆိုရင် machine တစ်ခုလိုဖြစ်သွားမယ်ပုံစံလေးကသဘောပေါက်ပြီလားအခုဒါဆို machine box လိုပုံစံမျိုးဖြစ်သွားတယ်ဒါပြီနော်အဲ့လိုမျိုးလေးဆိုရင်ပို့ပြီးတော့ကောင်းတယ်ဒါပြီနော်ဟုတ်ကဲ့ဆုံး မဟုတ်ဘူးဒါလည်းဒါတော့magical box လို့ခေါ်ရပေါ့နော်ဒါ magical box ဆိုတာ equal နဲ့ညီရတယ်ပြီးတော့ तू က square တွေကိုလည်းရှာသူ့ရဲ့ square number တွေကိုလည်းရှာပေးတယ်ဒီကsquare number လေးကိုဟိုထည့်ပြီးတော့ shade လိုက်မယ်ဆိုရင်shade လိုက်ပြီးပြန်ဖွင့်ပြီးလုပ်လိုက်မယ်ဆိုရင် तू ကသူ့ရဲ့အဖြေကတန်းပြီးတော့ကြာလာဗျာပြီးဒီအခု1 square ဆိုရင်1ထည့်တယ်1ထည့်ပြီးတော့shade လိုက်မယ်ဆိုရင်1နံပါတ်1ကထွက်အဖြေကထွက်ပြီးတော့2 square ဆိုရင်အဖြေထွက်တဲ့တဲ့သူကြည့်ထားပါနော်လေးကြရှင်းပေးနေပါနော်သူပြောနေတာ ချက်တမျိုးလို့တမျိုး ယူရတဲ့မျိုးပဲ ဟိုမေးလေအဲ့ဒါကဲကန်ရှင်မေးလေတစ်မျိုးဆိုလဲဘာတစ်မျိုးတာလဲပေါ့ဟိုမေးလေကိုနားလဲတာလားကိုနားမလဲတာလားသူလောက်ထားတဲ့ materials ကိုတမျိုးနားလဲတာ နားရနားလေပါ နားနေပါတယ်ဒါပေမဲ့ရှက်အဲ့ဒါလေး
ရှိတ်ပြီးတော့လေဒီတိုင်းတွန်ချလိုက်တဲ့အချိန်ကလေးဆိုလို့ရှိရင်အဲ့လိုရှိတ်ပြီးတော့လေတွန်ချလိုက်တဲ့အချိန်မှာအဲ့အဖြေမကြလာပဲနဲ့အဖြေမကြလာပဲနဲ့အဲ့မိခွင်းပဲပြန်ကြလာတာသူတို့အဲ့ကက်ကြီးကိုနောက်လှန်ကြည့်လိုက်တာတော့ဘာလို့ဆိုလဲရတယ်လေ โอเคတငယ်ချင်းပြောတာနားလဲလားစင်နားလဲလားသူတငယ်ချင်း point out လောက်တာတာနားလဲလားလိုင်းကြပါရဲ့ ဘာလုပ်တာကဟိုကအနောက်ပြမထားတော့ဘူးကွာအနောက်ပြမထားပဲနဲ့လို့ရှိတ်တယ်ရှိတ်ပြီးတော့ခဏလုပ်ပြီးတော့အဖေကိုထည့်တယ်အဖေထည့်ပြီးမှပြန်ရှိတ်တယ်ပြီးတော့ဂျားတဲ့ဟာကို အဲ့ဒီလောက်ထားတာ any question ရှိတော့ပါ ရှင်းပါပြီ ချက်ဒီယူချက်ရနေဆိုင်ချက်ဟုတ်သမီးချင်တာလေချက်အဲ့ magic box ဆိုအဲ့မှာသမီးက equal တူရေးထားတာအပေါင်းတစ်ပေါက်ဖောက်ထားမှတ်တာအဲ့ဒါလေအဖြစ်ထွက်လာပဲမှတ်တာပြီးတော့ဘူးတို့ချလိုက်ကြလေကြာတော့ကြောင်မှာ okay အဲ့ကိုထည့်ပြီးတော့ ပြောရတဲ့ဟာသူနားလဲမှာလားအခုပြောရတော့သူလောက်ထားတဲ့ machine သူဘာသူရဲ့ magic box ကို question မေးလိုက်ပါအောင်အဲ့တော့ဘာမေးချင်တာရှိတယ်ဘာဘယ်လိုဟာလဲဆို SMP မလဲ ဟိုချက် question မေးချင်တာချက် okay အပြင်မှာအဲ့ဒါကိုဘယ်လိုသုံးမလဲလို့ အပြစ်မတုံးဘူးလေမဟုတ်ကလေးတွေဘာနားမယ်ဆိုရင်အဲ့ဒါအဲ့ဗီဒီယိုဖွင့်ပြလိုက်အဲ့ဗီဒီယိုဖွင့်ပြအဲ့မှာတွတ်တယ်အဲ့ဘာညာတိတယ်ရောအမကြည့် square root ဟိုဟာ အဲ့တော့ အဲ့မရှင်းကိုထုတ်တယ်သူက အဲ့တော့တခုတော့ရှိရပါတော့အဲ့ teacher တို့အခုပြန်ပြီးတော့ပြန်ကောက်ကြည့်ရအောင်ပေါ့နော်အဲ့ဘာကြောင့်အခုဒီဟာကိုပေးလိုက်တာလဲဘာကြောင့်လောက်ခိုင်းလိုက်တာလဲအဲ့ဒီရွယ်ချက်ကိုသိဖို့ပဲဆရာကကိုယ့်ကိုဘာကြောင့်ဒီဟာကိုလောက်ခိုင်းလိုက်တာလဲကိုဘယ်လိုနားလိုက်လဲ ဒီ square root တရှယ်ဗျာဟိုလူတိုင်းကိုဗျာလူတိုင်း square root တို့ cube number တို့ဗျာဟိုပြဒီ project လေးကိုပြရတာ ਨੇ ဒီဖေရထားလားဆိုပြီးတော့ချက်ချင်းတန်းသိအောင်လို့ လူတိုင်းပြီးနေနေတာ okay ကျန်တဲ့တူအောင် ဟာဒီမှာနေမစားတဲ့ခါမှာ square root တို့ cube root တို့ပုံနားလေအောင် okay နောက်က အဲ့ဒီအဖြေကို project writer ကိုကြက်စရာအမျိုးအဖြေအဲ့ဒီအဖြေကိုကြက်စရာမလိုဘဲနဲ့ဒီခါအဲ့လိုမျိုးအလုပ်ရအောင် okay နောက်ကတခြားဖြည့်ဆက်ချင်တာရှိပြီနော်ဒီ topic ကိုပြောမယ်ဆိုရှင်များသောအားဖြင့် square root ရော cube root တွေအားလုံးကဘာလို့ဆိုရောတတ်တယ်ဟုတ်ပြီနော်ရောတတ်တယ်မှားများတယ်မှားနိုင်ခြင်းများတယ်အဲ့လိုအရာမျိုးကိုအမြဲတမ်း project ပေးတာဟုတ်ပြီနော်ဖြစ်နိုင်အရန်ရိုးရှင်းပြီးတော့လွယ်ကူတဲ့အရာတွေကို project မပေးဘူးဟုတ်ပြီနော်အမှားများနိုင်တဲ့အရာမျိုးဆိုကိုတိုင်းလုံးကြည့်လိုက်လို့ရှင်ဘာဖြစ်တာလဲခုနပြောလို့ဘာဖြစ်သွားမှာလဲပို့ပြီးတော့ကိုသိသွားအဲ့ဒီအခါမှာကိုယ့်ရဲ့ site ထုတ်မှုအားဆိုအဲ့ဒါကိုပြောတာကိုတိုင်းသိမှကိုတိုင်းအလုပ်တစ်ခုကိုဘာလို့ရလဲဖန်တီးလို့ရတာဟုတ်ပြီနော်ဒါကြောင့်မို့နမူနာမိနဲ့မနေ့ကသားမလာတာလည်းပါတယ်အဲ့ဒါကြောင့်မနေ့က teacher တို့ဗီဒီယိုပြတယ်ဒီလိုမျိုးလုပ်ရတယ်အဲ့လိုမျိုးလွဲမှာဆိုလို့ပထမနေ့ကဆိုနံပါတ်1က teacher ကဘာလဲဆို teacher ကချီကျူးခြင်းတယ်ဘာလို့ဆိုတော့တချို့ကပထမတော့ပြထားတဲ့ဟာပုံစံပို့ထားသွားပြီမနေ့က teacher ဗီဒီယိုပြလိုက်တော့မှငါအသစ်ထပ်လုပ်ရမှာပါလားဆိုရယ် sense တခုအဲ့လို sense မျိုး teacher ကအရင်သဘောကျတယ်လူဆိုတော့မသိခဲ့တဲ့အချိန်မှာဂဂနာနာအကြောင်းအရာတခုကိုမသိတဲ့အချိန်မှာကိုလုတ်ထားတဲ့အရာရှိမယ်ဆရာကဒီလိုအရာမျိုးကိုလိုချင်တယ်လို့ပြောလိုက်တဲ့အခါမှာပြန်ပြီးတော့ကိုလုတ်ထားတဲ့အရာကိုမလုပ်တာလေတူကိုလုတ်ပြီးသားအရာတခုကိုပြန်မလုပ်ချင်တော့ဒါတူကိုသမီးတို့ရဲ့ကလေးတွေမှာပို့ဆိုးတယ်ဟုတ်လားဒါပေမဲ့ဆရာကဒါဒီလိုမျိုးလို့ပြောလိုက်တဲ့အခါမှာပြန်ပြင်လိုက်တဲ့စိတ်ကိုဒီချေအဲ့ဒါသဘောကျတယ်ဘောပါလားအဓိကအဲ့ပြန်ပြင်တဲ့စိတ်ဆိုတာဘာလို့ချင်တာလဲပိုကောင်းအောင်လုပ်ချင်တဲ့စိတ်အဲ့ဒီပိုကောင်းအောင်ဘယ်သူကြွလဲနံပါတ်1ကကိုယ့်အတွက်အရင်ပိုကောင်းသွားတယ်ဘောပါလားကိုရိုင်းစူးစမ်းအားထုတ်မှုကကိုရိုင်းလောက်ရတဲ့ကိုရိုင်းနဲ့တက်ကိုကောင်းသိ။ဒါပြီလားနောက်တစ်ခုကကိုရိုင်းသိနေလည်းမရသူများသိအောင်လို့ပြောရတဲ့ကြောင့်ကို့မှာမလုပ်ရဘူးလေ။ပုံမှန်စူးစမ်းမှုထက်ပိုရ။ဒီချက်ပြောသဘောပေါက်လား။ဒီချက်ပြောသဘောပေါက်လား။ကိုရိုင်းသိအောင်ဆိုအားလုံးကနားလဲငါဆိုအကုန်သိတာကိုယ့်ကိုလုပ်ဟုတ်ပြီလားလူနားလဲအောင်လုပ်ရဖို့ပြောဆိုသူများငါဘလို့လေးလုပ်ပြီးတော့မှသူများနားလဲမလဲဆိုတဲ့အတွက်ကြောင့်ကို့မှာမလုပ်ရလဲပုံမှန်ထက်ပိုကြိုးစားအဲ့လိုပုံမှန်ထက်ပိုကြိုးစားမှကိုယ့်ရဲ့အုံနောက်ကဘာဖြစ်လာလဲဘာဖြစ်လာမယ်လို့ထင်လဲ ပိုကောင်းတာ ဟိုတွေးကြလား ပြီးတော့စဉ်းစားညံကောင်းလာ ဟုတ်โอเคဒါပေမဲ့တီရှယ်ကသားကိုချီးကျူးတယ်ဘာဖြစ်လဲဆိုတော့ပထမဦးဆုံးပို့လာတာသူ
ဟုတ်ပြီနော်ပြောလိုက်တဲ့ဆိုင်တော့ဆိုပို့တစ်ချက်တော့သဘောပေါက်လိုက်တယ်အော်ကလေးကတော့ကသူကဘလို့ဟာမျိုးဟာလဲသူတန်းသိတယ်တစ်ချက်လိုချင်တဲ့ဟာသူသိတယ်ဒါပေမဲ့ခတ်တာလက်တွေ့လုပ်လို့မရတဲ့ဟာအဓိကနံပါတ်1သဘောတတိထားမှာကလက်တွေ့လုပ်ခိုင်းတာတစ်ချက်ကသဘောပေါက်လားရပြီနော်ဟုတ်ပြီနော်လက်တွေ့ကအဓိကအကြဆုံးပဲဟုတ်ပြီနော်အဓိကပေးလိုက်တာ activity ကိုပေးလိုက်တာတစ်ချက်ကသဘောကျဆက်စဦးဆုံးပထမဦးဆုံးသူပို့လာတယ်သူ့ရဲ့ idea ကိုလည်းတစ်ချက်ကသဘောကျဘာလို့ဆိုတော့သူများတွေကအဲ့ဒီချိန်မှာကောင်းကောင်းနားမလည်ဘူးဘာလို့ဆရာဘာလို့ကျွန်တော်သူတန်းသိတယ်1 square ထွက်1ထွက်ရမှာဆို2 square ထွက်4ထွက်ရမှာသူသိတယ်အဲ့ဒီ idea ကိုသူသိပြီးသားဒါပေမဲ့ तू ကခုနလိုဘာဖြစ်လဲ तू ကလက်တွေ့မလုပ်ချင်ညံ့ညံ့လေးနဲ့ तू ကဗီဒီယိုလေးကို edit လုပ်ပြီးတော့နိုင်ပို့တယ်ဟုတ်ကဲ့အဲ့တော့အဓိကကဘာလဲဆိုတော့ဘာလို့ရမှာလဲကိုယ်တိုင်လက်တွေ့လုပ်တာအဲ့ဒါကိုပြောချင်တယ်ဟုတ်ပြီလားကိုယ်တိုင်လက်တွေ့လုပ်တော့မှကိုယ်လည်းဘာဖြစ်လာမှာလဲအားလုံးအတွက်ကိုယ်လည်းသိတယ်တငယ်ချင်းတွေအခုနလိုတငယ်ချင်းတွေကိုလောက်လိုက်တဲ့အရာသူများဘယ်လောက်ထိနားလည်လဲအဲ့ဒီမှာဘာလို့တော့မှာလဲပြောပြတယ်ဟုတ်ပြီအားလုံးကတော့အားလုံးရဲ့စိတ်ကူးတွေအကုန်လုံးကဒီလိုပြောကြတယ်ပြောကြတာဘာလဲဆိုတော့ဒီချိန်ကinternet ဆိုတာဒီ reference ကိုပဲပေးလိုက်တာအဲ့ဒီ reference ကို reference အနေနဲ့ပဲယူပြီးတော့ copy paste မလုပ်လာတဲ့အတွက်အရင်သဘောကျတယ်ဟုတ်ပြီလားရပြီနော်ကိုယ့်အောင်ဆောင်နဲ့ကိုယ့်အကိုစဉ်းစားပါအစာပိုင်းတွေမှာတော့တစ်ဖြည်းဖြည်းကိုယ့်ရဲ့တွေးတောမှုတွေကခုနလိုမျိုးဟလာဘယ်သူမှတော့ no man is perfect ပဲနော်အစာပိုင်းတော့အဆင်ပြေချင်မှပြေတယ်နောက်ပိုင်းတစ်ဖြည်းဖြည်းလုပ်လာတာအများကြီးမဖြစ်လာမှာလေကျွမ်းကျင်လာလိမ့်မယ်တပြိုင်တည်းထဲမှာကိုယ်တိုင်မလုပ်တတ်လာမှာလေဖန်တီးတတ်အောင် internet ဆိုတာဒီလေ့လာဖို့အတွက်ပဲအသုံးချတာအဲ့ဒီကနေ copy လုပ်စရာမလိုဘူးဒါပြီးတော့လေ့လာဖို့အတွက်ဆိုကိုလေ့လာများလေ့လာဘယ်လိုမျိုးသူများတွေဘယ်လိုလုပ်ထားလဲငါဆိုရင်တော့ဘယ်လိုလေးလုပ်လိုက်မယ်အဲ့ဒီဘာမှအခုဆိုသူများလုပ်ထားတဲ့ဟာကိုတယောက်တည်းမဟုတ်သူများရဲ့ idea တွေတမျိုးပါတော့ရတယ်မြင်ရပြီစိတ်ကူးတွေတော့ကောင်းတယ်အဲ့ဒီ portrait လေးတွေဆိုတော့ကောင်းတယ်အခုနောက်လိုမျိုး slide show လေးဆင်းလိုက်တဲ့ဟာဆိုရင်တပြိုင်တည်းအကုန်လုံးပါသွားတယ်ဟုတ်လားများသုံးချလိုက်တယ်နဲ့အကုန်ပါဖြစ်သွားတယ်ပါသွားတယ် square root လည်းပါတယ် cube root လည်းပါတယ်အဲ့မှာ square လည်းထည့်လို့ရတယ်ကတ်ပြားတွေအများကြီးလုပ်လိုက်တယ်ပြောရမယ်အချိန်ကုန်တက်တာပါဒီ machine တစ်ခုလေးကိုလုပ်လိုက်တာနဲ့အားလုံးသုံးလို့ရပါတယ်ဒါပေမဲ့ teacher လည်းအထက်ကဟာမတွေ့ရဘူးအထက်ကလောက်ထားတဲ့ဟာတော့တော်တော်လေးတော့ဟိုဖြစ်လိမ့်မယ်ဒီနည်းညံ့ပြီးတယ်နော်ဘယ်လိုလေး slide ဆင်းသွားတယ်ဒီမှာလဲလက်တွေ့လုပ်စေချင်တာရပြီနော်ဆင်းသွားရပြီနော်ဒါရပြီနော်အဓိကပါလဲလက်တွေ့လုပ်စေချင်တာ ဖြစ်ပါတယ်ဒီနေ့သမီးလောက်ထားတာက math square ပဲဖြစ်ပါတယ် half clean ရဲ့လောက်ထားဒါကိုတစ်ခုချင်းစီလဲလိုက်ဒီလိုလေးထွက်လာလိမ့်မယ်အဲ့ဒါကိုတစ်ကနေပြီးတော့30အထိပေါ့အစင်းလိုက်လေးတင်ရှိလားဘယ်သူလဲမေးဟိုလေဘုံမြတ်တော့မေးမယ်နော်ကိုမေးစရာရှိတာကိုမေးပါရမှာမဟုတ်ပြောစရာရောပါရှိတယ်သမီးကဒီလိုနည်းနည်းလေးရှင်းပြနော်နှစ်ခါလှည့်တာလားအဲ့လိုလားမရှိโอเคโอเคတစ်ကနေ30အထိတော့အထဲမှာစက်ကူကိုလိမ့်ထည့်တာလားဟုတ်အောက်တော့ချောင်းလိပ်ပြီးအားလေးကဒီဘက်ကအဖြစ်ရလဲအခု30တိရှိတယ်ပေါ့ဟုတ်โอเคအဲ့တော့ channel သူရောတကယ်ချင်းပြောပြရအောင်ကြည့်တယ်ဆိုရင်ဗာပြောစရာရှိတယ်ဘုံမြတ်တော့မရှိဘူးဆိုတော့စုပြီးဗာပြောချင်တယ်မရှိပါဘူးအဲ့တော့ဒီကျဲတော့အရင်ဆုံးပြောမယ်နော်အဲ့တော့အရင်ဆုံးလောက်ထားတဲ့ဟာလေးကအဆင်ပြေတယ်ကောင်းတယ်ဟုတ်ပြီနော်အဲ့တော့သူအခု30အောင်ဆိုတော့မစိုးအများကြီးပါတယ်ပေါ့နော်လောက်ထားတာလေး idea လေးလည်းမစိုးဘူးအဆင်ပြေတယ်အဲ့အရင်ဆုံးသဘောကျတာပါလဲဆိုတော့ title ပါတဲ့ဟာလေးကိုလောက်ထားတဲ့ဟာပါလဲဆိုတာ title ပါတယ်နော်ပြီးအောင်ရှင်ကြည့်လိုက်တာနဲ့ဒါဒီ square ကိုပြောချင်တာဆိုတာတန်းသိတယ်နော်ဒီဘက်ကလှည့်တာဒီဘက်ကလှည့်တာနော်ဒါလေးပြောချင်တာဆိုတော့ပိုကောင်းအောင်ပိုကောင်းစေချင်တာပါလဲဆိုတော့ကျန်တဲ့သူရောမြင်လားသူပြောရတဲ့အထက်မှာဘယ်လိုမျိုးလုပ်ရင်ပိုကောင်းမယ်လို့ထင်တယ်အခုလောက်ထားတာလည်းအဆင်ပြေတယ်ကောင်းတယ်ဘယ်လိုလုပ်ရင်ပိုကောင်းမယ်လို့ယူဆတယ်သူလောက်ထားတဲ့ဟာကိုပဲပိုကောင်းအောင်လို့နှစ်ခုလှည့်ရတစ်ခုလှည့်အောင်ဖြစ်ပိုကောင်းနှစ်ခုလှည့်တဲ့ခါကျတော့ရည်ရွယ်ချက်ကဘာလဲဆိုတော့ square တွေကိုသိစေချင်တာဟုတ်ပြီနော်သဘောပေါက်လားသိစေချင်တာအဲ့တော့ကိုကလုံးတဲ့သူကတော့ကိုကခုနလိုသိမယ်လေနှစ်ဖက်လှည့်တဲ့ခါဖြစ်တဲ့ခါကျတော့ဒီအဖြေရဖို့အတွက်လိုက်လှည့်နေရအမှန်တော့တစ်ခုတည်းလှည့်လိုက်တာ ਨੇ နှစ်ခုလုံးပေါ်တယ်ဆိုဘာဖြစ်လဲတန်းသိပါမယ်ဆိုတော့ကျင်တာက1 square ဆို1 2 square ဆိုရင်4 3 square ဆို9ဒီဘက်က2 square လှည့်လိုက်ဒီဘက်ကိုတစ်ခါလှည့်လိုက်အဖြေကိုရဖို့အတွက်လိုက်လှည့်နေရလို့ဖြစ်တယ်သဘောပေါက်လားနှစ်ဖက်လှည့်ရတဲ့အတွက်သဘောပေါက်လားတစ်ချက်တော့သဘောပေါက်လားစုညီမယွန်းသဘောပေါက်လား
ရပြီနော်အဲ့တော့တစ်ဖက်ထဲလှည့်ရုံနဲ့အဖြေလေးနှစ်ခုလုံးပေါ်လာတယ်ဆိုရင်အဲ့ဒါကပိုအဆင်ပြေတယ်ပြောချင်တာ separate ထဲနဲ့မေးခွန်းရောအဖြေရောတန်းသိတော့လုပ်တဲ့သူကကိုယ့်ရဲ့ project ကိုလုပ်ထားတဲ့ machine တစ်ခုပစ္စည်းတစ်ခုကိုကြည့်ရတဲ့သူကဘာဖြစ်မှာလဲတပြိုင်တည်းထဲမှာအများကြီးရသွားတယ်သဘောပေါက်ပြီနော်ရပြီနော်နှစ်ခုလုံးတော့ရပြီနော်အဲ့တော့လုပ်ထားတဲ့ဟာလေးကောင်းတယ်စူးစမ်းအားထုတ်မှုပါတယ်ဟုတ်ပြီနော်အဆင်ပြေတယ်ရပြီနော်အဲ့လိုချေဒါကြတော့cube number လေး file ကိုတရားပြရလွယ်ကူရဲ့ချေပြီးတော့သူ့လိုက်ပဲချေ okay ပြကြည့်ကြည့်ဟုတ်ပြီအော်ဟုတ်ပြီတစ်ဖက်ထိချေ okay စာအုပ်ကိုချုပ်ထားဟုတ်ချေမချုပ်ထား glue နဲ့ကတ်ထားglue နဲ့ကတ်ထားတာokay ဟုတ်ချေတက်တယ်လို့ဟုတ်ရှိနေမေးတတ်ရတယ်ချီကျူးစရာရှိနေချီကျူးတတ်ရတယ်ဟုတ်ပြီနော်အဲ့မှာပိုကောင်းအောင်ဘယ်လိုလေးဆိုတော့ပိုကောင်းမယ်ဆိုတော့အကြံပြုချက်လည်းပေးတတ်ရတယ်ရှိချက်okay အဲ့တော့ဒီချက်ပြောမယ်အဲ့တော့idea လေးစမ်းတယ်သဘောကျတယ်နော် idea လေးကောင်းတယ်စာအုပ်လေးပုံစံမျိုးလေးလုပ်ထားတယ်အဲ့တော့အစင်လည်းပြည့်တယ်နော် cube number လောက်ထားတာအရှိစာအုပ်ရဲ့မျက်နှာစာလေးတစ်ချက်ပြ front cover ရဲ့ပါလဲခေါင်းစည်း title လေးလည်းပါတယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုလုပ်ထားရလဲအမအဖြေရောအမေကွန်ကကြည့်လိုက်တဲ့ separate ထဲပါတယ်တရွက်ချင်းစီတရွက်ချင်းလည်းကြည့်ရတာရှင်းတယ်ဟုတ်ပြီနော်အဆင်ပြေတယ်အဲ့တော့ idea လေးစမ်းတယ်အဲ့ဒါလေးသဘောကျတယ်နော်တခုပဲတစ်ချက်ပြောချင်တာကဒါတွေကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဟလာတခုခုပေါ့နော်ကိုယ်စီရနဲ့ကိုဖန်တီးလိုက်တဲ့အရာတစ်ခုကိုတစ်ဖက်သားကိုကကြည့်စေချင်တာသိစေချင်တာဟုတ်တယ်နော် project လုပ်ရဲဆိုတာကိုကသူများကိုသိစေချင်တာပြစေချင်တာအဲ့ဒီခါမျိုးကြလို့ရှိရင်ကိုလုံးလိုက်တဲ့အရာခုနလိုပေါ့အခုဆိုတာဖြစ်နေတယ်နည်းနည်းလေးသေးနေတော့အဆင်မပြေဘူးသဘောပေါက်လားသဘောပေါက်နော်အဲ့တော့နည်းနည်းလေးကြီးကြီးလေးလုပ်မယ်ဒီချက်ပိုကောင်းစေချင်တယ်ဆိုရင်ဒီချက်ပိုကောင်းတဲ့ idea ပြောချင်တယ်ဆိုရင်ပိုကြီးမယ်ပြီးတော့တခါအဲ့ခုနလို cube number တို့ဘာလို့ highlight ဖောက်တဲ့ဟာမျိုးသဘောပေါက်လား color မတူတဲ့ဟာမျိုးလေးတွေအယောင်ကွဲတဲ့ဟာကြည့်လိုက်တာနဲ့ကိုလုံးထားတဲ့အရာတွေကိုကြည့်လိုက်တဲ့သူများဘာဖြစ်နေရမလဲ attractiveness ကိုဦးစားပေးရတယ်သဘောပေါက်လားရပြီနော်အဲ့တော့ color လေးတွေကစားလိုက်ဟာမျိုးဥပမာ cube number ကိုတာမှာ soft pen မှာ carbon နဲ့ရေးတာမျိုးပဲဖြစ်ဖြစ်ခဏန်းတွေကို color ဒါမှမဟုတ်ကိုလုံးတဲ့ paper က color paper ဆိုလဲအဆင်ပြေတယ်ဘောပါလားကြည့်လိုက်တာနဲ့စိတ်ဝင်စားဖို့ကောင်းဆိုအဲ့ဒါဆိုပို့ပြီးတော့လှတယ်မြိုင်နေပေါ့ဒါပါပဲကြပြီနော်အခုလောက်ထားတဲ့ idea လေးလည်းစမ်းတယ်အဆင်ပြေတယ်ကြည့်ရတဲ့သူလည်းအသုံးတဲ့တယ်ဆိုတော့2 square ဆို2 square 2 cube ဆိုတာဒါအစရှိတဲ့ပြည့်အဆင်ပြေတယ်ဟုတ်ပြီနော်ပိုကောင်းစေချင်တယ်ဆိုအခုနောက်လို့ site ကလေးကိုအရင်အခုဆိုလက်မစားအောင်ရှိတယ်ဆိုအရင်သေးတော့ကြည့်ရတာအဆင်မပြေဘူးဒါပေမဲ့အသေးလုံးတဲ့အတွက်ကြောင့်လည်းတခုတော့ကောင်းတယ် easy to use တဲ့အဆင်ပြေတယ် pocket အိတ်ဆောင်နေနဲ့ဆိုလည်းအဆင်ပြေတယ်ဒါပေမဲ့ကိုကပြတဲ့အခါမျိုးကြတော့နည်းနည်းလေးကြီးရတယ်အခုလိုကာလာမျိုးလေးတွေပါလေးတွေပါတယ်ဆိုပြီးနော်ရေးထားတဲ့ cube number စာလုံးကြီးတွေပါလေးနဲ့ရေးထားမယ်ကာလာလေးတွေနဲ့နက်နက်ချထားလေးလုပ်ထားမယ်ဆိုရင်ပို့ပြီးတော့ကောင်းအဲ့တော့ဟုတ်ကြည့်ရနော်အဲ့ဒါမှပါလေတဲ့လားနော်ပုံမှန်လေးပဲရိုးရိုးလေးပဲဟုတ်ပြီနော်နေရတော့ပြီးတော့မှတီချာလောက်တာဗီဒီယိုလောက်ထားပြီလေတွေ့လားလုံးလို့ကောင်းတော့ဟုတ်ပြီလားဒါပေမဲ့ခုနလိုလေဗာတမွေးတာပြမြင်းစုသင်းလို့ဒါလောက်တာကြည့်တော့တာလဲတာတော့အဲ့လိုမျိုးကြာဖို့ဆိုတာဘာလုပ်ရလဲအလဲကောင်စံကြားနေတမျိုးဘာလို့မရမလဲငါဘယ်နှပိုင်းဖြတ်မှာလဲ10ပိုင်းဖြတ်မှာလားအဲ့ဒါဆိုဒီဂရီလေးနဲ့တာကြီးပဲလို့အဲ့ဒါဆိုမမားတော့တွေ့လားအေးဟိုဘယ်ကအဖြစ်လေဒီမှာလေဒီဘက်ကဘယ်ဟာပဲခဏလေးပြရပါလဲဒီချက်ကတက်ရပြီမြင်ရ1 q ဆိုရင်1ဖြစ်မှာဟုတ်ပြီနော်တဖြည်းဖြည်းလှည့်သွားပါဟုတ်ပြီနော်စာဖို့တက်လာနေပါမှန်တယ်ရှင်ဟုတ်ပြီနော်အဲ့ဒါကြီးရပြီနော်ဟုတ်ရပြီနော်အဲ့တော့ပြီးတော့ဗီဒီယိုလေးတစ်ချက်ပို့ပေးလိုက်မယ်တစ်ချက်ကဗီဒီယိုလေးလုပ်ထားတာရှိတယ်ဟုတ်ပြီနော်အဲ့တော့ကိုယ့်ကိုလှည့်ပါပေါ့အဲ့တော့ကိုကဘယ်လိုလေးလုပ်ရင်အဆင်ပြေမလဲအဲ့တော့ဘယ်ဟာပဲလုပ်အဆင်ပြေတယ်ဒါပေမဲ့ခုနကလိုသမီးတို့ကိုလုပ်တဲ့သူတွေဆိုသိပါလိမ့်မယ်တီချာတို့ကတော့လူကြီးဖြစ်သွားပြီဆိုတော့ဟိုဖြစ်တာပေါ့နော်အယောင်လေးတွေကစားပေးရတယ်အဲ့တော့မှကြည့်လိုက်တာနဲ့ attractive ဆိုအဲ့ဒါဘာပဲလို့ကိုလုပ်လိုက်တဲ့ပစ္စည်းတစ်ခုကကြည့်တဲ့သူကဘာဖြစ်နေရမှာလဲ title ပါလားအဲ့ဒါမျိုးကိုကြည့်ဒါအမှတ်ပေးတဲ့အခါမျိုးတိုင်ဒါအခုသမီးတို့ကတော့ကလေးဆိုတော့အားလုံးကလုပ်အခုဒါတွေကပြန်ပွဲတွေပါလေရှိတယ်လေ project တွေပါလေဆိုဟာအဲ့လိုဆိုအမှတ်ပေးတဲ့ခါကျ title ပါရတယ်ကြည့်လိုက်တာနဲ့ဘာဖြစ်နေရမှာလဲ color ခုနကလို attractive ဘလောက် attractive ရှိပဲပြီးသွားလို့ရှိရင်လောက်လိုက်တဲ့ဟာဈေးကြီးတဲ့ဟာမဖြစ်ရဘူးသဘောပေါက်လားကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဥမာစွန့်ပစ်ပစ္စည်း reuse လိုဟာမျိုးနဲ့လုပ်ရတယ်သဘောပေါက်ပြီနော်ဒါပြီးတော့ပြီးမှခုနကတီချာပြောသလိုပဲတွေ့လားဒီမှာဘေးနာအပေါက်ကလေးတွေဘာလုပ်ထားရလဲမြင်လားဟုတ်တွေ့ပါတယ်
တွေ့လားကာလာလေးတွေကစားထားတယ်တွေ့လားကော့ဒီလိုတွန်းလေးတွေထည့်ထားတယ်အဓိကပါလေဒီပါမြင်လားနော်အဲ့လိုတွန်းလေးတွေထည့်ထားတော့ကြည့်လိုက်တာနဲ့အဝေးကနေကြည့်မယ်ဖြစ်အနီးရပဲကြည့်မယ်ဖြစ်ဘယ်အရာကိုဘာကိုပြောချင်တာလဲတန်းပြီးတော့ eye catch ရတယ်ဘောပါလားရပြီနော် concentration တစ်ခါလေးရတယ်မြင်ပြီနော် လေကောကျဲသီးလောက်ထားတာ ဟုတ်တယ်ကျဲသည်ဟုတ်နော်ကျဲသည်ကသူ့အောက်ခံကာလာလေးနဲ့ထည့်တယ်ဟုတ်ပြီနော်ရပြီနော်အဲ့တော့ကိုဘယ်လိုလုပ်ရင်ကိုအတွက်အဆင်ပြေမလဲကိုကြည့်ပေါ့ဟုတ်ပြီနော်အဲ့တော့ circle လုပ်ချင်တယ်ဆိုရင်အခုနလိုတောက်ဖြတ်တဲ့ဟာအမှန်လို့လို့ပဲတောက်ဖြတ်တဲ့ဟာတွေအားလုံးကတော့ grade 5မှာအားလုံးက no ကြည့်အောင်သင်ထားသွားပြီ how to apply မဲ့ချက်ပါဟုတ်ပြီနော် ဖြစ်တာမသိ အဲ့တော့သင်ချာနောက်တစ်ခုကအကျိုးသက်ရောက်မှုပါရှိလေကိုလုပ်လိုက်တဲ့ဟာကအခုဆို teacher တို့လုပ်လိုက်တယ်ဒါ teacher ရဲ့ spin ပေါ့ပြောမယ်ဆို spin wheel ခေါ်မှာပေါ့အဲ့တော့ဘာကိုသုံးလိုက်တာလဲခုနလိုပါမယ် cycle တောက်ကိုသုံးလိုက်တာကိုယ့်ရဲ့သင်ချာကိုပဲပြန်သုံးထားတာဟုတ်ပါလားဟုတ်ဒါပေမဲ့ပြီးတော့မှဒီဟာကခုနဒီနေရာမှာတစ်ချက်အမျိုးစုံပြောင်းလို့ရတယ်ကာလာပေါင်းစုံနဲ့လုပ်လို့ရတယ်ကို့အတန်းထဲမှာကိုကတ်ထားရင်ဟုတ်လားဒါဆို Q ဆိုရင်နောက်ဆို square root အစရှိတဲ့ဖြစ်ဟုတ်ပြီနော်ကာလာလေးမတူတဲ့ဟာလေးနဲ့ချိန်ထားလိုက်ရင်အခန်းထဲမှာဆိုလှလှပပတက်တက်ရဖြစ်တာပေါ့သဘောပေါက်ပြီလားရပြီနော်ကိုလည်းကိုစီမှာအဲ့လိုဆိုရင်စုထားပြီအဲ့တော့ဒါကကြိုက်တယ်လို့လုပ်ဒီချက်ပြောသွားပြီလေခုနက idea ကအဲ့ဒီကနေယူလာပြီးရရင်ကိုဘယ်လိုလုပ်မလဲအဓိကအဲ့ဒါပဲနောက်တစ်ခုကကိုလုံးထားတဲ့အရာဟာဘယ်လောက်ထိအသုံးတည့်မလဲဒါဆိုရင်ကိုလုံးပါများလို့ရှင်ကိုလုံးနေတဲ့အလွတ်ရနေဦးနောက်ဆိုတဖြည်းဖြည်းသုံးကိုယ့်ကိုပဲအိမ်မှာအားနေချင်းလှည့်ကစားလဲမခုန9 3 85လေးပဲလို့ဟုတ်ပြီနော်တဘောပါလားအဲ့တော့ကိုယ့်ကိုလုံးနေနေဘာဖြစ်သွားလဲတဖြည်းဖြည်းအလွတ်ရပါလိမ့်ဘူးကစာကြက်နေစရာပင်ချာကြက်ရမှာလားဟုတ်ပြီနော်ရပြီနော်ဒါပြီနော်အဲ့တော့ okay ပါအဲ့တော့ဒီချက်ကတော့အဲ့တော့ပေးလိုက်တဲ့ဟာကိုလောက်ထားတဲ့ဟာလေးတွေအဆင်ပြေတယ်နော်ဘာပဲပြောပါ first time ဖြစ်တဲ့အတွက်ကြောင့်မလို့ first time ဆိုတော့ဒီစာသင်နှစ်အတွက် first time နော်မိနစ်ကပြီးစစ်မှာတော့အကောင်တော့ project ကိုသူ့နေရာနဲ့သူနဲ့ထိုက်တင်တယ်လို့လောက်ထားပါပြီဟုတ်ပြီနော်အဲ့တော့ဒီနှစ်မှာတော့ cut တဲ့ lesson တွေအဲ့လိုအကြောင်းအရာကောင်းစင်များတဲ့ lesson တွေ project တွေဟုတ်ပြီနော်အဲ့တော့တဖြည်းဖြည်းနဲ့လုပ်ရင်တော့တမျိုးပါဖြစ်လာပါလေရပါပို့ပြီးနားလဲလာလိုက်ဟုတ်ပြီနော်အဲ့ဒါဒါဆိုရင်တော့အခု project နဲ့ပတ်သက်ပြီးတော့နားလဲပြီးတော့အဓိကလက်တွေ့လို့ပြောနော်လက်တွေ့မှာကိုဘယ်လောက်လုံးနိုင်လဲကိုလုပ်ထားတဲ့အရာတစ်ခုကဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲအဲ့ဒါကိုကြည့်ပါအဲ့ဒီပေတံတဲ့အတိုင်းပဲဟုတ်ပြီနော်အဲ့အကျိုးသက်ရောက်မှုကသူများအတွက်လည်းအကျိုးရှိလားကိုယ့်အတွက်လည်းအကျိုးရှိလားသင်္ချာဘက်ကနေဘာတွေကိုသုံးထားလဲဟုတ်ပြီနော်အဲ့ဒါတွေကိုအသုံးချဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့ဒါတစ်ခုနောက်တစ်ခုကပြောစရာရှိတယ်ဘာလဲဆိုတော့ how to present ကိုကောင်းကောင်းမလုပ်တတ်ဘူးpresentation မလုပ်တတ်သေးဘူးဒီချက်အတွက်သမီးတို့ရဲ့ presentation skill တွေလိုသေးသည်ဟုတ်ပြီနော်သဘောပေါက်လားအဲ့တော့ presentation တစ်ခုလုပ်တဲ့အခါမှာအရင်ဆုံးဘာလုပ်ရလဲကိုဘာသိထားလဲပြောကြည့်hello title ကိုအရင်ပြောပြရမှာ title မပြောကိုအရင်မိတ်ဆက်ပါဟုတ်ပြီနော် introduce yourself နော်အရင်ဆုံးကိုမိတ်ဆက်ကိုကဘာလဲအခုကျမလုပ်မဲ့ဟာကတော့ဘာပါပေါ့ဟုတ်ပြီလားအဲ့လိုမျိုး procedure အတိုင်းပဲသွားလေကိုပမာတွေလုပ်ခဲ့ဘူးလေကိုလုပ်ခဲ့ဘူးလေအဲ့ဟာကိုအကြောင်းတွေမှာလုပ်ခဲ့ရတာဟုတ်တယ်မလားအရှင်တစ်ခုဘယ်လိုလုပ်ရလဲအဲ့တော့အခုလောလောဆယ်ကတော့ဒီနေ့ဒီမှာလိုအပ်ချက်တွေတစ်ချက်တွေ့လိုက်တယ်နော်အဲ့တော့ presentation ကဘာလဲကိုဘာကိုလုပ်မှာလဲကိုမိတ်ဆက်ကိုကဘာကိုလုပ်ထားရလဲဘာအကြောင်းအရာလဲထားရလဲဘာလေးတွေသုံးထားလဲဒါလေးကိုတော့ဘယ်လိုသုံးရမလဲသူ့မှာအားနည်းချက်ကတော့ဘယ်လိုရှိလဲဘာဖြစ်စီလဲဒါလေးကိုလုပ်လိုက်ရင်ဘယ်လိုကောင်းကျိုးဖြစ်သွားမယ်လို့ထင်တယ်အဲ့လိုအရာတွေပါမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်သဘောလားဘာဖြစ်သွားမယ်ပေါ့ဘယ်လိုဟာပို့ပြီးသိသွားမယ်အခုခုနကကျေရိုးဆိုကိုယ့်ဟာကိုပြပြပါလေတိုက်တယ်ကဘယ်လိုပါထားလဲဒီမှာဒီလိုလေးလောက်ထားကြည့်လိုက်တဲ့သူကကြည့်လိုက်တဲ့နောက်ဘာဖြစ်ရလဲ attractiveness ကအရင်ပါတယ်ဟုတ်ပြီနော်ပင်ချသဘောရပါတယ်ဒါဆိုဘာကိုသုံးရလဲစောက်ဝိုင်းရဲ့အခန်းကိုလည်းသုံးရတယ်ဒီကနေမှမင်းငုံပြီးဒီလိုဖြေရမယ်အစရှိတဲ့ပြေအဲ့လိုအရာမျိုးတွေဒါကိုလောက်ချင်ရပဲကြည့်လိုက်တဲ့သူကဘယ်လိုကောင်းကျိုးရမယ်အဖြေကိုဓာတ်ရိုက်အဖြေသိစေမယ်အဲ့တော့ဒီကနေအစားထိုးပြီးတော့အခု cubes လို့ရေးထားပြီမဲ့ square လေးရှာလို့ရမယ် square root လည်းရမယ်တစ်ခုလောက်လိုက်ပြီမဲ့၄မျိုးရအောင်โอเคလားဒီနားမှာချိန်လိုက်အကုန်လုံးရအောင်သဘောပေါက်ပြီလားရပြီနော်အဲ့တော့ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ presentation မှာကိုကသူများကိုဘာလုပ်ရလဲဖိတ်ခေါ်ရတယ် any question ဘာတွေမေးစရာရှိလဲဘာတွေပြောစရာရှိလဲပတ်ဝန်းကျင်ကမျိုးစုံပြောမှာပဲကောင်းတာလည်းပြောတာရှိသလိုအားနဲ့ချက်လည်းပြောမှာပဲအဲ့ဒီခါကျရင်ကိုကလည်းဘာလုပ်ကြရမှာလဲ accept လုပ်ကြရမယ်လက်ခံကြရမယ်ဒါပေမဲ့မကောင်းကြီးအတင်းကြီး negative ကြီးပြောနေတာကိုလက်ခံခိုင်းတာတော့မဟုတ်ဘူးသူပြောတဲ့အရာဟာအဝင်ဝင်စားဖြစ်တယ်ဆိုကိုကဘာလုပ်ကြရမှာလဲလက်ခံပါမယ်သဘောပေါက်ပြီလားကိုကလည်းသူများကိုအပြိုင်ပြန်ပြီးတော့ဘာလုပ်ကြရလဲမေးခွန်းထုတ်ရတယ်ဒီဟာလေးကမကောင်းဆို okay ကောင်းအောင်ဘယ်လိုလုပ်မလဲမြင်သားဆိုဘယ်လိုလုပ်မလဲပေါ့တဘာတော့ first time ဟုတ်လို့ထားလိုက်ပါဒီစာတဲ့နှစ်ရဲ့ first time ဟုတ်လို့ okay နော်